အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဟိုဘက်ကအဆိုရှင်ပြောသွားတယ်နိုင်ငံတကာသုံးဘာသာစကားမိခင်ဘာသာစကားထပ်ပိုအရေးကြီးတယ်ဆိုတော့လုံးဝလက်မခံနိုင်လို့ရဲရဲကြီးပြန်လဲချိန်ပါသွားမယ်အခြေရှင်မဲဖြူစင်မဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟိုဘက်ကအဆိုရှင်မမပြောသွားပါတယ်ကျမတို့တန့်နိုင်ငံနေသွားတဲ့အခါမှာထွန်းလဲလို့ပဲရေးထားပါတယ်တဲ့ဒါဆိုရင်မမမျက်လုံးများမှုံနေသလားမသိဘူးနော်အမျိုးသားအမျိုးသမီးတန့်နိုင်ငံဆိုတဲ့စိုင်းမုတ်တွေကိုမမဘလို့များကြုံခွာလာတယ်လဲရှင်နောက်ပြီးဆောအဆိုရှင်မမပြောသွားပါသေးတယ်ရှင်ကဘာပတ်တဲ့အခါနိုင်ငံတကာကိုခရီးသွားတဲ့အခါကျမတို့ကအင်္ဂလိပ်လိုပဲပြောရတယ်တဲ့ကျမတို့ကအင်္ဂလိပ်လိုမတတ်လို့မရဘူးဆိုတော့မမရဲ့စကားပြန်နေအောင်ညီမလေးတို့ငားရတာရေဘူးတဲခိုင်းဖို့မဟုတ်ပါဘူးနော်ဟုတ်ကဲ့ပါရှင်အားလုံးရဲ့ရေတောင်းမြစ်ကမိခင်ဘာသာစကားပါပဲရှင်ငစိမ့်မြင်ငကင်ပြတိုင်းတစ်ဘာသာဘာသာစကားကိုအထင်ကြီးပြီးကိုမိခင်ဘာသာစကားကိုကြအထင်သေးပြီးချောင်ထိုးရတဲ့မမတို့ကိုပြောချင်တာအမေကြော်ပြီးတွေးတော့မလွမ်းပါနဲ့ရှင်ထောင်မဇဘိုးစံချင်နေသေးတယ်ဆိုရင်တော့ဆရာကြီးတခင်ကိုတော်မိုင်းနာမည်တက်ပေးခဲ့တဲ့မစ္စတာမောင်မိုင်းမစ္စတာကိုကိုမစ္စစ်မမလို့ခေါ်နေရမှာပေါ့ရှင်ဆရာမငွေတာရေးထားတဲ့တာတိမြေဆိုတဲ့ကြပြားထဲကသူ့မြေမှာဖြူပြပွင့်ဖြစ်ငါမြေမှာနီဝါတင်းရမှာပေါ့ဆိုတဲ့ကြပြားစာသားတိုင်းတစ်ပတ်သားရင်ကျေးမှုနဲ့တိုင်းတစ်ပတ်သားဘာသာစကားသူတို့နိုင်ငံမှာတင်တယ်လို့ကျမတို့ရဲ့ရင်ကျေးမှုနဲ့ကျမတို့ရဲ့ဘာသာစကားရောဘာဖြစ်လို့များကျမတို့ရဲ့နိုင်ငံမှာမတင်နိုင်လားမလဲရှင်ကျမတို့မြန်မာလိုမပြောတတ်တော့ဘူးမြန်မာစာဘလို့ရေးမလဲတော့မင်းနေပြီဆိုပြီးဒီနေ့ခေတ်ဇဘိုးစံနေတဲ့လူတချို့ကိုလူတရားလို့ထင်မှတ်ပြီးပြောတတ်ကြပါရဲ့ရှင်ဒါတကယ်တော့တော်တော်လေးကိုရှက်ပြကောင်းနေဆိုတာသူတို့မသိပါဘူးရှင်အဖေမြမအမေမြမမွေးတဲ့မြမစစ်စစ်တယောက်ဖြစ်ပြီးမြမကမြမစကားကိုအခြေခံတော့မရှိတဲ့